မှာရှိတဲ့လုပ်ငန်းသုံးကားချစ်သူလုပ်ငန်းသုံးကားအသုံးပြုသူမိတ်ဆွေများအားလုံးပဲမင်္ဂလာပါညီမကတော့ဦးရဲကားရောင်းဝယ်ရဖြစ်ပါတယ်ညီမတို့ဦးရဲကားရောင်းဝယ်မှာဆိုလို့ရှိရင်လုပ်ငန်းသုံးကားလေးတွေကိုတနေရာထဲမှာငွေစင်းအရေးကြအလဲထက်ကြိုက်တယ်လို့ဝယ်ယူအားပေးလို့ရတာပဲဖြစ်ပါတယ်အခုဆိုရင်ညီမကမော်ဒယ်မြင့်တဲ့ထဲကကားလေးတစ်စီးအသစ်ထပ်ရောက်ထားတဲ့အတွက်ကြောင့်မို့ညီမကဒီကားလေးကိုရောင်းပေးမှာဖြစ်ပါတယ်အရင်ရက်ကတင်ထားတဲ့ Suzuki လေးကိုမရလိုက်တဲ့ customer တွေအတွက်ပေါ့နော်ဒီကားလေးကိုထပ်ပြီးတော့ပေါ့နော်လာကြည့်ကျင်တဲ့အရေးကြဝယ်ချင်ပါတယ်ဆိုတဲ့အကိုအမတွေအတွက်ဒီကားလေးရပါအောင်မယ်ရှင်ဆိုတော့ဒီကားလေးကိုညီမပြပြပေးပါမယ်ဆိုတော့ကားလေးက Nissan Caliber အမျိုးအစားကိုမှ model က2000 model ပါ AC power ဆို 4wheel ကိုမှသူကတော့ဘကိုးလိုင်စင်လေးနဲ့ရမယ့်ကားလေးဖြစ်ပါတယ်ရှင်နံပါတ်10လေးကတော့ K တန်းလေးနဲ့ရပါမယ်လိုင်စင်ကတော့လိုင်စင်2026 4လပိုင်းအထိလိုင်စင်တက်တက်လေးကျန်ပါသေးတယ်ရှင်ဆိုတော့ကားလေးတေချာအသေးစိတ်လေးလိုက်ပြပေးပါမယ်ဒီကားလေးအတွက်လည်းကားနဲ့ပတ်သက်ပြီးတော့ဆောက်ရစားတဲ့အရှုပ်အရှင်းအတိုက်ခိုက်ရှိမှလောဝစိတ်ပူစရာမလိုပါဘူးပြီးတော့ဒီကားလေးကလက်တရအသုံးပြုအောင်ပါပဲစေးဘော်တွေကမှအစားဘာမှပြန်လို့စရာမလိုတဲ့ကားလေးတစ်စီးဖြစ်ပါတယ်ဆိုတော့ညီမဒီကားလေးအတွက်ကိုတေချာအသေးစိတ်လေးလိုက်ပြပေးပါမယ်ရှင့်ဆိုတော့မော်ဒယ်မြင့်တဲ့ထဲကလူကျမတွေဆိုတဲ့သူတွေအတွက်ဒီကားလေးကရွေးချယ်လို့အကောင်းဆုံးကားလေးတစ်စီးဖြစ်ပါတယ်ဘာလို့ဆိုတော့ညီမတို့စီမှာကအခုဒီနောက်ဝက်ရောက်တဲ့ကားတွေဆိုမော်ဒယ်မြင့်တဲ့ထဲကရောက်တဲ့အဆွေးအနာအတိုက်ခိုက်ရှင်းတဲ့ကားနဲ့ပတ်သက်ပြီးတော့ဗောနော်ဘာမှပြန်ပြီးတော့လှုပ်စရာမလိုဘာပစ္စည်းမှထပ်ထည့်စရာမလိုပဲလက်တင်သုံးလို့ရမယ့်ကားလေးတွေပဲဖြစ်ပါတယ်ဒီကားလေးတွေဆိုလို့ရှိရင်ညီမတို့တိုက်ရှင်းပိုင်းကမှစသေးချာအသေးစိတ်လှုပ်ထားပြီးတော့မှညီမတို့ရောင်းပေးတဲ့ကားလေးဖြစ်ပါတယ်ဆိုတော့ဒီကားလေးကိုတော့ညီမတို့အတွင်းကန်းလေးတွေကိုအရင်ဆုံးကြည့်ပါမယ်အတွင်းကန်းလေးကိုမကြည့်ခင်မှာဒီကားထဲမှာအရေးကြီးဆုံးဖြစ်တဲ့ကားတစ်စီးမှာပေါ့နော်အရေးကြီးဆုံးဖြစ်တဲ့ chassis number လေးကိုညီမအရင်ပြပေးပါမယ်ဒီမှာဝီတက်က chassis လေးနဲ့ဒီကားက chassis လေးကိုညီမတေချာတိုက်ပြပေးပါတယ် U72T 030770ပေါ့နော် chassis လေးကအစလုံးဝလှပါတယ်ဆိုတော့ဒါညီမကား chassis လေးပါတေချာပြပေးတာဖြစ်ပါတယ်ဆိုတော့ကျတော့ကိုကပေါ့နော်ကားလေးကို online ကနေကြည့်ရတယ်ဆိုပြီးတော့မှတေချာအသေးစိတ်လေးကြည့်လို့ရအောင်ညီမတေချာပြပေးတာဖြစ်ပါတယ်ဆိုတော့အတွင်းကန်းထဲမှာတော့ညီမထိုင်ကုန်လေးလည်းအသေးချုပ်ထားပေးတယ်နော်ထိုင်ကုန်လေးလည်းပြန်ပြီးတော့ချုပ်စရာမလိုဘူးကားနဲ့ပတ်သက်ပြီးဘာမှထပ်ပြီးတော့လုပ်စရာမလိုဘူးပေါ့နော်တေချာလိုက်ပြီးတော့ပြပေးပါမယ်ဆိုတော့ထိုင်ကုန်လည်းအသေးချုပ်ထားပေးတယ်ဟို CRN စွတ်တွေ dashboard ခင်းနေဆိုတာကတော့ညီမကားတိုင်းမှာထည့်ပေးပါတယ်ဆိုတော့ညီမစီကဝယ်တဲ့ကားဆိုလို့ရှိရင်အင်္ဂါမစုံမှာကတော့လုံးဝစိတ်ပူစရာမလိုပါဘူးဒီကားလေးကတော့ AC power အစုံ 4wheel ကိုမှ manual gear နဲ့ကားလေးဖြစ်ပါတယ်เนาะဒီကားလေးက engine power 660cc ဖြစ်တဲ့အတွက်ကြောင့်မို့လို့စီစားအရန်တက်တာတယ် AC power အစုံလေးလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ကားနဲ့ပတ်သက်ပြီးတော့အတိုက်ခိုက်အရှုပ်ရှင်းအားလုံးကင်းပါတယ်ဒီမှာတကားကြားလေးပါညီမပြပေးပါမယ်ဆိုတော့ကားနဲ့ပတ်သက်ပြီးအတိုက်ခိုက်ရှိမရှိဒီညာလေးကျင်းသိလိမ့်ပါတယ်ဒီမှာဆိုရင် original phone line လေးတို့ original check လေးတွေဆိုရင်ဒီမှာအထင်သာရှိနေပါသေးတယ်ဒီမှာ shop ကိုအတွင်းဘက်တွေဆိုရင်ဒီမှာ original phone line လေးတွေရှိတယ်ဒါဆိုလို့ရှိရင်သူကအော်ဈေးအတိုင်းပဲကျန်နေသေးတဲ့ကားလေးတစ်စီးဖြစ်ပါတယ်ဒါတော့ညီမဒီဘက်ကအတွင်းကန်းလေးတွေကိုညီမတေချာပြပေးတာပါပြီးတော့ဒီ side cover လေးတွေရှိတယ်ဒီ side cover တွေဆိုလို့ရှိရင်ညစ်ပတ်နေတာမရှိဘူးပေါက်ပြဲနေတာမရှိဘူး side cover တွေကမှစအားလုံးကိုတက်တက်ရှင်းရှင်းတက်တက်ရက်လေးလုပ်ပေးထားတဲ့ကားလေးတစ်စီးဖြစ်ပါတယ်ရှင်ကအတွင်းကန်းလေးကိုညီမပြပေးတာပါဆိုတော့ဒီကားလေးရဲ့ဒီအရှိရှော့ပါအောင်လေးကိုညီမတို့ကြည့်ပါမယ်ကဲအရှိရှော့ပါအောင်ဆိုလို့ရှိရင်လည်းเนาะစစ်ပြန်လောက်ထားတာမရှိဘူးစစ်ပြန်ဝင်ထားတာလည်းမရှိဘူးเนาะရှော့ပါအောင်တွေကမှအစားလှပါတယ်เนาะရှော့ပါအောင်ညီမနှစ်ဖက်လုံးကိုတေချာလိုက်ပြပေးမယ်ဒါဆိုလို့ရှိရင်ဒါသူ original build လေးတွေ original sport တွေ shape တွေ original found line လေးတွေညီမဆိုလို့ရှိရင်ညီမသူ sport လေးတွေဆိုလို့ရှိရင်ညီမအထင်သားပဲရှိနေသေးတယ်เนาะရှော့ပါအောင်တွေကအစားညီမတို့စစ်ပြန်လောက်ထားတာမရှိပါဘူးအားလုံးကောင်းနေပေါ့နော်တေချာလေးတက်တက်ရှင်းတက်တက်ရက်လေးရှိနေမယ်ကားလေးတစ်စီးဖြစ်ပါတယ်ညီမတို့အဲ့ဆိုရင်ဟိုဘက်ကရှော့ပါအောင်လေးကိုညီမတို့လိုက်ကြည့်ပါမယ်ရှင်ဒီဘက်ကရှော့ပါအောင်ဆိုလို့ရှိရင်လည်းဒီမှာဆေးပြန်လောက်ထားတာမရှိဘူးဒီမှာကြည့်လိုက်မယ်ဒီမှာ original ပြုတ်လေးတွေရှိမယ်ဒီမှာ original found line လေးတွေရှိမယ်တေချာအသေးစိတ်လေးပြပေးပါတယ်နော်ဆိုတော့ဒါကတော့ဒီဘက်ရှော့ပါအောင်ဟိုဘက်ရှော့ပါအောင်နှစ်ဖက်လုံးစစ်ပြန်ဝင်ထားတာမရှိဘူးလုံးဝကားလေးအတိုက်အခိုက်ရှင်းနေပေါ့နော်ဒါတော့ညီမရှော့ပါအောင်လေးကိုတေချာပြပေးတာဖြစ်ပါတယ်ဆိုတော့ဒီဘက်ကနေပြီးတော့ညီမအတွင်းငန်းလေးကိုလည်းပြပေးပါအောင်မယ်နောက်ဆိုဟိုဘက်ကအတွင်းငန်းလေးကြည့်ပြီးတော့ဒီဘက်ကအတွင်းငန်းလေးကိုလည်းညီမပြပေးပါမယ်ဆိုတော့ဒီကားလေးကမော်ဒယ်က2000ဖြစ်တယ်ပေါ့နော်2000ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမှာမီးကျိတ်နေလည်းပါတယ်မိကျိန်နေလည်းပါတယ်ပြီးလို့ရှိရင်ဒိုင်ကွက်လေးတွေလည်းပြောင်းသွားတယ်ပေါ့နော်ဆိုတော့ကြတော့ဒါကတော့ညီမဒီအဘက်ကနေပြီးတော့အတွင်းငန်းလေးကိုပြပေးတာဖြစ်ပါတယ်ဒီဘက်ကအတွင်းချော်ပါအောင်နေရာလေးလည်းပြပေးတယ်ဒီမှာဆိုရင်ဒါသူ့ရဲ့ original found line လေးတွေချိတ်လေးတွေဆိုရင်ဒါတော့ original အတိုင်းပဲရှိတယ်ဒါဆိုရင် အော်စေးတိုင်းပဲကြံပါသေးတယ်ဒီမှာဆိုဒီမှာ original ချိတ်လေးတွေရှိရပေါ့နော်ဆိုတော့ဒါညီမဒီအောက်ကျန်းကင်းလေးတွေရောတီချာပြပေးတာဖြစ်ပါတယ်ဆိုတော့ကြတော့ညီမဒီရဲ့နောက်ပြားလေးလည်းပြပေးမယ်ဒီနောက်ပြားကြားလေးဆိုရင်ဒါအော်စေးတိုင်းပဲရှိတယ်ညီမပြပေးမယ်နော်ဒီမှာကြည့်ပါဒီမှာဆိုလို့ရှိရင်ဒီမှာ original shape တွေဒီမှာ original shape တွေဆိုလို့ရှိရင်ဒီမှာမြင်ရတယ်ပေါ့နော်တေချာအသေးစိတ်လေးညီမပြပေးပါတယ်ဒီအနောက်ပြားဆိုလို့ရှိရင်ဒါသူ့ရဲ့အော်စေးတိုင်းပဲရှိပါသေးတယ်ကားလေးတော်တော်မိုက်တယ်ပေါ့နော်ဆိုတော့ဒီကားလေးပေါ့နော်မော်ဒယ်မြင့်တဲ့ထဲကလည်းလိုချင်ပါတယ်ဆိုတဲ့သူတွေအတွက်ကတော့ဒီကားလေးတော်တော်မိုက်ပါတယ်ဆိုတော့ဒါတော့ညီမဒီဘက်အတွင်းကန်းလေးကိုပြပေးတာပါဆိုတော့ဒီကားလေးကိုအနောက်ကိုညီမတို့လည်းပြပေးပါမယ်
အနောက်မှာလည်းဒီကားလေးအတွက်ကတော့အမိုးကိုင်းချီနေအားလုံးပါပြီးသားဖြစ်ပါတယ်နော်စတီးအမိုးကိုင်းစတီးချီနေအားလုံးထည့်ထားပြီးသားကားလေးတစ်စီးဖြစ်ပါတယ်ဆိုတော့ဝယ်သူအနေနဲ့ပေါ့နော်အမိုးကိုင်းလေးချီနေလည်းထပ်ပြီးတော့ထည့်စရာမလိုဘူးစေးဘော်ရီနဲ့ပတ်သက်လို့လည်းပြန်ပြီးတော့လှုပ်စရာမလိုဘူးဘာပစ္စည်းမှလည်းထပ်ထည့်စရာမလိုဘူးပေါ့နော်ကိုကလုပ်ငန်းတော့သုံးမယ်ဆိုလို့ရှိရင်တော့မှတစ်ခါတည်းလက်တင်သုံးလို့ရမယ်ကားလေးဖြစ်ပါတယ်တန်ရှင်းရေးပိုင်းကမှစဘာမှပြန်လှုပ်စရာမလိုဘဲနဲ့ကိုတစ်ခါတည်းသုံးလို့ရမယ်ကားလေးတစ်စီးဖြစ်ပါတယ်ဆိုတော့အနောက်ကျန်းကင်းနေဆိုလို့ရှိရင်စေးချောပါတယ်အဆွေးအနာတန်ကြီးအားလုံးကင်းပါတယ်ဒါအနောက်ကျန်းကင်းဆိုတာအော်စေးတိုင်းပဲအော်စေးအပြည့်ကျန်သေးတဲ့ကားလေးတစ်စီးဖြစ်ပါတယ်နော်ဆိုတော့အောက်ပိုင်းလေးကိုညီမလိုက်ပြပေးပါမယ်ဆိုတော့အောက်ပိုင်း frame ကိုလည်းညီမနှစ်ချောင်းလုံးပြပေးမယ်နော်အောက်ပိုင်း frame ဆိုဒီဘက်က frame ဆိုလို့ရှိရင်လည်း frame တစ်ချောင်းလုံးဆင်းနေတာပဲအမဖြတ်ထားတာဆက်ထားတာမရှိပါဘူးမဖြတ်ထားတာဆက်ထားတာမရှိဘူးဒီမှာသူ့ရဲ့ original shape တွေ original spot တွေအားလုံးအထင်တိုင်းပဲရှိသေးတယ်ပေါ့နော် frame တွေလည်းလှပါတယ်အယိုးအစစ်အတိုက်ခိုက်အားလုံးရှင်းတယ်နောက်အောက်ပိုင်း frame လေးလည်းညီမတေချာပြပေးတာပဲဖြစ်ပါတယ်ဆိုတော့ဒီကားလေးနဲ့လည်းကားနဲ့ပတ်သက်ပြီးတော့အောက်ပိုင်း engine ပိုင်း gear ဘောက်ကမှစလုံးကဘာမှပြန်ပြီးတော့လှုပ်ရှားမလို့ဘာမှထပ်ပြီးတော့ပြုတ်ပြစရာမလိုပါဘူးပေါ့နော်ဆိုတော့ဒီမှာတာယာလေးဆိုလို့ရှိရင်တော့တာယာလေးလုံးစလုံးပန်းအညီရယ်နော်တာယာအတွက်တော့ပြောစရာမလိုဘူးပေါ့နော်တာယာလေးလုံးစလုံးပန်းအညီပါသေးတယ်ဆိုတော့ကျွန်တော်ညီမဟိုဘက်က frame လေးကိုလိုက်ပြီးတော့ပြပေးမယ်နော်ကဲဒီဘက်က frame ဆိုလို့ရှိရင်လည်း frame ဒီဘက် frame တစ်ချောင်းလုံးလဲအော်ဆေးပဲအော်ဆေးတိုင်းပဲကျန်နေတယ်ဒီချာလေးလိုက်ပြီးတော့ကြည့်လို့ရတယ်ညီမဗီဒီယိုတွေကကြည့်ရတယ်ဆိုပြီးတော့ကားလေးကိုအပြင်မှာမြင်မြင်ကြည့်ရတယ်လို့မျိုးတေချာလေးလိုက်ပြီးတော့အသေးစိတ်ကမှဆက်လိုက်ပြီးတော့ပြပေးပါတယ်တချို့ရှိရပေါ့နော် line ပေါ်ကနေကြည့်တယ် line ပေါ်ကနေကြည့်ပြီးတော့ကြတော့ကားကိုအပြင်မှာလမ်းကြည့်ပဲနဲ့တော့မှစီယံချပြီးတော့ဝယ်ယူတဲ့သူတွေရှိပါတယ်အဲ့တို့သူတွေအတွက်နေဝေးကနေပြီးတော့ကြည့်ရတယ်ဆိုလို့ရှိရင်တော့မှပဲတေချာလေးအသေးစိတ်လေးကမှစကားကိုအပြင်မှာကိုယ်တိုင်ကြည့်နေရတဲ့ feeling မျိုးကိုရအောင်ညီမတေချာအသေးစိတ်လေးပြပေးပါတယ်ဆိုတော့ဒါတော့ဒီဘက်က shop only ဒီဘက်က frame လေးကိုညီမတေချာလေးပြပေးတာဖြစ်ပါတယ်ရှင့်ဆိုတော့ဒီကားလေးအတွက်တော့ညီမတို့ရောင်းပေးမဲ့ဈေးလေးကလေးဈေးတက်တန်လေးနဲ့ပဲရောင်းပေးမှာဖြစ်ပါတယ်ငွေစင်ဝယ်ချင်တာလားအရေးကြဝယ်ချင်တာလားအလဲအထက်လုပ်ချင်တာလားကြိုက်တော်တော်ဝယ်ယူအားပေးလို့ရပါတယ်ဆိုတော့ဒီကားလေးကိုညီမတို့ရောင်းပေးမဲ့ဈေးလေးကလည်း325သိန်းကိုညီမတို့ညှိနှိုင်းဈေးလေးနဲ့ရောင်းပေးမှာပဲဖြစ်ပါတယ်ညီမတို့ကကားလေးတွေကိုရောင်းပေးတဲ့အခါမှာရောင်းဈေးကိုပွပွလင်းလင်းချပြပြီးတော့ရောင်းပေးတာဖြစ်ပါတယ်ကားဈေးတက်ရင်တောင်မှပဲညီမတို့ပထမခေါ်ထားတဲ့ဈေးအတိုင်းပဲညီမတို့ရောင်းပေးတာဖြစ်ပါတယ်ကားဈေးရောင်းနေရင်ညီမတို့ကားဈေးလေးကြောက်သွားတယ်ဆိုရင်တော့မှပဲအကျဈေးကိုညီမတို့ကခေါ်ပြီးတော့ရောင်းပေးတာဖြစ်ပါတယ်ပြီးတော့ဘောနော်ဈေးကိုလည်းပွလင်းမြင်သားစွာချပြီးတော့ပြောပြပြီးတော့ရောင်းပေးတာဖြစ်တဲ့အတွက်ကြောင့်မို့ညီမရဲ့အကိုမတွေအနေနဲ့ယုံကြည်စိတ်ချစွာပြီးတော့ညီမတို့စီမှာလာပြီးတော့မှဝယ်ယူအားပေးလို့ရပါတယ်ဆိုတော့ဒီကားလေးလည်းအရေးကြရတယ်ငွေစင်အလဲထက်ငွေချန်ကြိုက်တယ်လို့ဝယ်ယူအားပေးလို့ရတာပဲဖြစ်ပါတယ်ဆိုတော့ညီမ model နဲ့ဈေးလေးကိုတစ်ခေါက်ပြန်ပြောပေးပါမယ်ဒီကားလေးက Nissan Caliber အမျိုးအစားကိုမှ model က2009 model AC power အစုံ4 wheel ကိုမှ manual gear နဲ့ကားလေးဖြစ်ပါတယ်ပဲခူး license 7K နံပါတ်လေးနဲ့ပါဒီကားလေးကိုညီမတို့ရောင်းပေးမဲ့ဈေးလေးကတော့325သိန်းကိုညီမတို့ညှိနှိုင်းဈေးလေးနဲ့ရောင်းပေးမှာပဲဖြစ်ပါတယ်ဆိုတော့ကားလေးကိုလာကြည့်တင်နေဆိုလို့ရှိရင်တော့39ခွန်ခွန်1 1ခွန်655လေးကိုဆက်သွယ်ပြီးတော့မှမြောက်တကုံ34ရက်ကွာအုတ်ချုပ်ရည်မူရော်နီမှာကားလေးကိုလာကြည့်လို့ရမှာပဲဖြစ်ပါတယ်ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ညီမရဲ့ YouTube channel လေးတွေ Facebook page လေးတွေ like and follow လေးမလုပ်ခဲ့ရသေးဘူးဆိုတော့ like and follow လေးရ subscribe လေးရလုပ်ခဲ့ပေးပါဦးရှင်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲတတာပါ